social media ကနေ content တွေဖန်တီးပြီးတော့မှဝင်ငွေတွေရှာကျင်တယ်အခွင့်အလမ်းတွေရှာကျင်တယ်ဒါပေမဲ့ဘယ်ကနေစရမလဲမသိဘူးဆိုတဲ့ပြဿနာပေါ့နော်အဲ့ဒီပြဿနာကလူတော်တော်များများမှာအဖြစ်များတယ်အဲ့တော့ညိုကနော်အစင်လေး၄ဆင့်နဲ့ရှင်းပြခြင်းနဲ့ပေါ့နော်ဒါ social media မှာ content တွေဖန်တီးတဲ့အခါကြလို့ရှိရင်လောက်ရတဲ့အဆင့်တွေရှိရပေါ့နော်ပထမဆုံးအဆင့်ကတင်မြင်နောက်ဆုံးအဆင့်ကမေးပေါ့ပြီးတော့မှဝယ်ဆိုတဲ့အဆင့်ကိုသွားတာပေါ့နော်လူတိုင်းကတော့ဝယ်စေခြင်းတဲ့အဆင့်ကိုပဲလိုချင်ကြတာပေါ့ချက်ချင်းလူတွေဝယ်သွားအောင်လုပ်လို့မရဘူးပထမဦးဆုံးအဆင့်ဖြစ်တဲ့ post တွေတင်ပေးရတယ် content တွေတင်ပေးရတယ်တင်တော့မှသာလေလူတွေကဘာဖြစ်လာမလဲဆိုတော့မြင်လာမယ်ပေါ့မြင်တော့မှသာလေသူတို့စိတ်ဝင်စားပြီးတော့ကိုယ့်စီမှာဒါလေးကဘလောက်လဲဆိုရယ်အမေးဆိုတာရောက်လာမယ်လာမေးတဲ့သူတွေကိုကြတော့မှဝယ်ကျင်သွားအောင်ကိုယ့်စီမှာရှိတဲ့ offer တွေကိုပြပြီးတော့မှရောင်းရတာပေါ့နော်အဲ့လိုအဆင့်ဆင့်သွားရတာအဲ့တော့ကြတော့ပထမဆုံးနဲ့အခြေခံအကျဆုံးအဆင့်ဒီတင်တဲ့အဆင့်ပဲအဲ့တော့အဲ့ဒီတင်တဲ့အဆင့်ကိုနေတိုင်းလုပ်ပေးရမယ်ပေါ့နော်တင်တဲ့အဆင့်တောင်မှန်မှန်မလုပ်နိုင်သေးဘူးဆိုလို့ရှိရင်လူတွေကကိုယ်မြင်မှာမဟုတ်အဲ့တော့မြင်လားမမြင်လားဆိုတာကိုဘာနဲ့တိုင်းတာလို့ရလဲလို့ပြောရင်ကိုယ့်ရဲ့ TikTok channel page မှာတင်လိုက်တဲ့post တွေပေါ့နော်content တွေမှာ engagement ဘယ်လောက်ရှိလဲဆိုတာကြည့်လို့ရတယ် engagement ဆိုတာကကြတော့ like တို့ share တို့နော် comment တို့ပေါ့နော်ဒီဟာတွေရဲ့အရေးအတွက်ကိုပြောတာပေါ့နော်ဒါတွေအရေးအတွက် post တစ်ခုတင်လိုက်တယ်ကိုယ်လူ100ကနေပြီးတော့မှ like ပေးသွားတယ် comment က20မှတ်နဲ့ share တဲ့သူက20ရှိရဆိုလို့ရှိရင်ဒီ total ပေါင်းဒီဒါ engagement 140ရှိရပေါ့နော် content တစ်ပုဒ်တင်လိုက်တယ်ဆိုလို့ရှိရင်ကိုလူဘယ်နှယောက်ကမြင်လဲမြင်ပြီးတော့ဘယ်နှယောက်က like share comment လုပ်သွားတယ်လဲဆိုတော့အရေးအတွက်ကများလေလေကိုမြင်တဲ့သူတွေ့တဲ့သူကိုစိတ်ဝင်စားတဲ့သူအများလေလေပဲဖြစ်တယ်ပေါ့နော်ဆိုအဲ့တော့ကိုပြန်သုံးသပ်မှာကိုနေတိုင်းကိုတင်ဖြစ်နေပြီလားတင်လိုက်တဲ့ content တိုင်းမှာရော like share comment တွေများတဲ့ engagement ကောင်းတဲ့ post တွေဖြစ်နေပြီလားပေါ့နော်အကယ်၍အဲ့ဒီနှစ်ဆင့်မှာတင်မကောင်းသေးဘူးဆိုလို့ရှိရင်လာမေးတဲ့သူလည်းရှိမှာမဟုတ်တယ်လို့ဝယ်တဲ့အဆင့်ဆိုတာလည်းရောက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ညတို့ရောင်းကျင်တယ်ပတ်စံတွေရကျင်တယ်ဝင်ငွေတွေရကျင်တယ်ဆိုတာမှန်တယ်သို့တော့ပထမဆုံးအဆင့်အခြေခံအကျဆုံးအဆင့်ဖြစ်တဲ့နေတိုင်း post တင်ခြင်းကိုအရင်သွားရမယ်အဲ့တော့ကိုပြန်သုံးသပ်ကြည့်ပါနေတိုင်းအဆက်မပြတ် post တင်နေပြီလား post တင်တဲ့အခါမှာဆိုရင်လည်းတင်ချင်တိုင်းတင်နေလို့မရဘူးဘသူတွေအတွက်ရည်ရွယ်တယ်ဆိုတော့လူအုပ်စုတတ်တတ်မတ်ရှိရမယ်သူတို့လိုချင်တဲ့သူတို့ရဲ့ပိန်းပွန့်ကိုထိနိုင်တဲ့အရာဖြစ်ရမယ်ပြီးရင်မြင်လိုက်တာနဲ့3စက္ကန့်အတွင်းမှာဆွဲဆောင်မှုရှိတဲ့လူတွေစိတ်ဝင်စားစေနိုင်တဲ့အမြင်မျိုး caption မျိုး quality မျိုးဖြစ်နေရမယ်ပေါ့နော်အဲ့တော့အထက်မှာပြောတဲ့အကြောင်းအရာကလည်းတကယ်ကိုသူတို့တို့တန်ဖိုးရှိတဲ့ value ဖြစ်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေအကုန်လုံးရလာဖို့ဆိုတာတရက်တစ်မိနစ်ထဲနဲ့မရနိုင်ဘူးပေါ့နော်အများအားလုံနေတဲ့သူမှသာလင် quality တက်လာလိမ့်မယ်ကောင်းလာလိမ့်မယ်ဆိုတော့ဘယ်အစမလဲမသိဘူးဆိုတဲ့သူတို့အရင်ဆုံးပြောချင်တာကနော်ကိုမှ page တို့ TikTok တို့ရှိပြီလားမရှိသေးရင်ဖွင့်လိုက်ပါဖွင့်ပြီးသွားလို့ရှိရင်အဲ့မှာနေတိုင်းတင်ပါဘာတွေတင်ရမလဲဘယ်သူတွေအတွက်တင်ရမလဲဆိုတော့အတိအကျသိရင်တော့ကောင်းပါတယ်အဲ့လိုတိတိကျကျစနစ်တကျသိကျင်တော့တင်တန်းနေတက်မှရလိမ့်မယ်ပေါ့နော်ဒီလိုမှမဟုတ်ဘဲနဲ့ကိုကအမြင်နဲ့သူများလုပ်တဲ့အတိုင်းလိုက်လုပ်မယ်ဆိုလို့ရှိရင်တောင်မှကိုယ့်ရဲ့ target customer အုပ်စုအဲ့ဒီ target ကလိုအပ်တဲ့ pain point ဆိုတာမျိုးကိုအတိအကျကြီးသိချင်မှသိလိမ့်မယ်ညတို့တောင်တာတင်တန်းနေတက်လို့ knowledge တွေရှိလာတော့မှဒီအရာတွေကသိလာတာပေါ့နော်ဘယ်အစမလဲမသိဘူးဆိုတဲ့အဆင့်တွေတင်ရပ်မနေပါနဲ့အလွယ်ဆုံးကတော့ channel တစ်ခုခုဖွင့်လိုက်ဖွင့်ပြီးတော့ကိုယ်စိတ်ကူးရဲ့ရှိတာအရင်တင်ပြီးရင်စနစ်တကျတင်တန်းနေတက်ပြီးတော့လေ့လာလို့ပဲညိုကတော့ပြောချင်ပါတယ်နော်content တွေစနစ်တကျဖန်တီးတတ်ခြင်းနဲ့ဘယ်အစမလဲမသိဘူးလို့ဖြစ်နေရဆိုတော့ညို့ရဲ့2လ camp တင်တန်းကိုလာပြီးတော့ join လိုက်ပါ၄နေရာပဲကြာမှာတော့တယ်အပတ်စဉ်စနေတနင်္ဂနွေတိုင်းမှာရှိပါတယ်ရှစ်ပတ်တိတိလက်တွေ့ train ပေးတဲ့သင်တန်းဖြစ်ပါတယ်နော်ဆိုတော့အမြန်ဆုံးလာပြီးတော့ join လို့ရပါတယ်ညို့ဗီဒီယိုလေးကလည်းအကျိုးရှိရဆိုတော့ yes လို့ရေးခဲ့ပါအောင် share ပေးဖို့လည်းမမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်